ချစ်တော်ပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်နုနုနယ်အော်ရီယိုပုံချန်နယ်ကနေပရိသတ်တွေအားလုံးကိုပြန်လည်ကြိုဆိုလိုက်ပါရရှင်နားဆင်သူပရိသတ်တွေအတွက်စိတ်ဝင်စားစရာဖြစ်မှန်ဇာတ်လမ်းလေးတွေကိုတင်ဆက်ပေးနေကျမရဲ့ချန်နယ်ကနေဒီကနေ့တင်ဆက်ပေးမယ့်ဇာတ်လမ်းလေးကတော့စာရေးသူတာတီရေးသားထားတဲ့မဖဲဝါစီတဲ့ကြောင့်ဖြစ်မှန်ဇာတ်လမ်းလေးကိုတင်ဆက်ပေးမှာဖြစ်ပါရရှင်ဇာတ်လမ်းလေးမတင်ဆက်ခင်မှာကျမရဲ့ channel လေးကို like and subscribe လုပ်ပေးပြီးတော့ဘေးက notification လေးကိုနှိပ်ပေးတော့ဖို့တောင်းဆိုချင်ပါတယ်ရှင်။ဟုတ်ကဲ့ပါ။ချစ်ရတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။ဒါဆိုရင်တော့ဇာတ်လမ်းလေးကိုအခုပဲစတင်လိုက်ပါပြီ။ခင်ဗျားတို့ကျုပ်မပြောဘူးတဲ့အကြောင်းတစ်ခုတော့ပြောရအောင်မယ်ဗျ။ကျုပ်ဆရာတော့ဦးကုံတာအကြောင်းကတော့မကြပြောနေကြဆိုတော့ခင်ဗျားသိနေလောက်ပြီပေါ့ဗျာ။ဆရာတော်ကကျုပ်ဆိုရင်လှော်အားကိုတာဗျ။ဘာကိစ္စလေးရှိတာတေကိုခေါ်နေကြဗျာတာတေဆိုတဲ့ကျုပ်ကလည်းရွာတော်များများကိုဆရာတော်နဲ့လိုက်ဖို့သွားဖူးနေတာဗျအလူတို့ကထိန်တို့လေဗျာကုံပြောရရင်အကျွတ်လွတ်ပွဲတို့ဘေးမဲ့ပွဲတို့တော့ဆရာတော်ကကျုပ်ကိုခေါ်တာဗျကျုပ်ကအလုံးရှင်သာဆရာတော်ကိုရှောက်ပြီးနေခဲ့ရတာခမ ्या ကိုကျုပ်ပြောမယ်ဆိုတာတခြားမဟုတ်ဘူးဗျကျုပ်ဆရာတော်ဦးခုံတာအကြီးရဲ့ပညာအာကြီးဝါသနာပါတာအကြီးရဲ့ဆိုတာဖို့ထိုးတာကိုပြောတာလေဗျာဆရာတော်ရဲ့ဖိုယုံထဲမှာတာတေဖိုးဆွဲနေကြပေါ့ဗျာတခါတလေတော့လေဆရာတော်ကတက်ကြီးထိုးတယ်ဗျတခါတလေတော့လေရိတ်ခါလန်းကြောင်ထိုးတယ်ဗျတက်ကြီးဆိုတာတော့ဆရာတော်တို့အခေါ်ရပြောတာပေါ့ဗျာတက်လုံးထိုးတာကိုခေါ်တာဗျတန်လုံးတို့ပြဓာလုံးတို့ကျေးလုံးတို့ပေါ့ဗျာကျုပ်ဆရာတော်ကတန်လုံးထိုးတာဗျဆရာတော်စီမှာတန်လုံးလေးတစ်လုံးရှိတယ်အယောင်ကနေနေရဲလေးဗျတက်လုံးဆိုပေမဲ့ဆရာတော်တက်လုံးကလုံးဝင်းနေရမဟုတ်ခက်ပြလေးဖြစ်နေတာတတေဒါတန်သေးလုံးกว่าရင်ဖူးအောင်ကြည့်ထားပြားသိရင်ကြွားတဲ့တန်သေးရင်ပြားတဲ့กว่าဒါကြောင့်ငါတလုံးကပြလေးဖြစ်နေတာဆရာတော်တလုံးကိုကျုပ်လက်နဲ့ကာရတာမဟုတ်ဘူးဗျကြည့်အောင်ပဲကြည့်ရတာရိတ်ခါလန်းဆိုတာကတော့ရွှေဖြစ်ငွေဖြစ်ထိုးတာပေါ့ဗျာဆရာတော်ဖိုးယုံထဲမှာဖားဖို့ကြီးနှလုံးရှိတယ်တလုံးကဆရာတော်တက်ကြီးထိုးတာနောက်တလုံးကဆရာတော်ရိတ်ခါလန်းထိုးတာဗျဖားဖို့ကြီးနှလုံးစလုံးကသုံးထပ်ဖို့ရေးဗျသုံးထပ်ဖို့ဆိုတာပြင်ချက်ကြီး၄ချက်နဲ့လှုပ်ထားတာဗျလေးအောင်တဲ့အခန်းသုံးခန်းရှိတာကိုပြောတာလေးဗျတာတေစေးဖို့ထင်းနေနေပြီကွအဲ့လိုဆရာတော်ကကျုပ်ကိုမိန့်တာနဲ့ကျုပ်ကလဲကောက်ပြီးတော်ရဲဝင်ထင်းခုတ်တော်တာလေးဗျပုပ္ပါယုံကျောင်းဝင်းကြီးရဲ့ရာဦးတောင်မှာမြေချင်းတစ်ခုတူးထားတယ်အဲ့ဒီဘက်မှာပါကျောင်းမှမရှိဘူးမြေကွက်လက်ကြီးလေးဗျအဲ့ဒီမြေချင်းချင်းမှာဆရာတော်ကနှစ်ဘဲအိုးတစ်လုံးမြုပ်ထားတယ်နဘဲအိုးဆိုတာတောက်ရည်အိုးပြောတာဗျအဲ့ဒီထဲမှာသူ့ရဲ့ဒုတ်ထားရဲ့ဟင်းရရဲ့ထည့်ပြီးအပေါ်ကမဖောက်ထုံအုပ်ထားတာအဲ့ဒီအိုးမြုပ်ထားတဲ့မြေချင်းထဲမှာထင်းချောင်းကိုမပြတ်ထည့်ပြီးမီးရှို့ထားတာဗျကျုပ်တို့ယာသားတွေကတော်ရဲသွားတိုင်းထင်းချောင်းတွေခုတ်လာပြီးဆရာတော်ဆေးဖုတ်ဖို့ပုံပေးထားကြတာထင်းပုံကြီးကဟိထားနေရပြိုအဲ့ဒီကျင်းတွေကအိုးမီးမပြတ်၄၅လဖုတ်တာဆရာတော်ကဆေးဖုတ်တယ်လို့သာပြောတာပါဗျာအချိန်တန်ရင်အဲ့ဒီနှစ်ဘဲကိုဖော်ပြီးအထက်ကနေနေရဲ့အမုတ်တွေကိုဖိုခန်းထဲမှာလုံနဲ့ထည့်ပြီးထိုးတော့တာဗျကျုံမကြထိုးပေးရတာပေါ့ဗျာလုံခွဲတဲ့အချိန်ကြာရင်တော့ဆရာတော်ကသူ့ကိုယ်တိုင်ခွဲတာဗျကျုပ်လည်းမကြည့်ရအောင်တာတေဒီပညာနဲ့ငါကူကြုံမသုံးဆွဲပါဘူးကွာမရှိစင်ရသားအတွက်ငါလောက်တာပါဟုတ်တော့ဟုတ်သားဗျကျုပ်တို့ရွာမှာကျောင်းမနေနိုင်တဲ့သူတွေကိုဆရာတော်ကထားပေးတယ်ကုံပြောရရင်ကောလိပ်တွေဘာတွေထိဆရာတော်ကထောက်ပံ့ပြီးထားပေးတာဗျကျုပ်ဆရာတော်ရွှေဖြစ်တယ်ဆိုတာရွာတွေကလူတွေတီးတိုးပြောလို့ကျုပ်ကြားဘူးပါတယ်ဟုတ်မဟုတ်ဆိုတာတော့ကျုပ်သေးချာမသိပါဘူးဗျာဒါပေမဲ့အဲ့ဒီပညာကိုဆရာတော်ကသင်ပေးတယ်ဆိုတာတော့မကြားမိပါဘူးဗျာကျုပ်ကလည်းတခါမှလုပ်ပြတာမျိုးမရှိပါဘူးလုံခွဲခါနေပြီဆိုရင်ထားခဲ့တော့တာတေရပြီအဲ့လိုပြောပြီးကျုပ်ကိုပြန်လွတ်ပြီးမှဆရာတော်တပါးတွေခွဲတာဗျဘယ်သူမှကြည့်ရတာမဟုတ်ကျုပ်ရောကျုပ်တို့ရွာသားတွေရောလွတ်စည်းရှိတာဗျကျုပ်တို့ဆရာတော်ကမမေးစေခြင်းဘသူမှမကြည့်ကြပါဘူးဗျာဒီနေ့လဲဆရာတော်ခေါ်ခိုင်းလို့လိုက်သွားပြီးဖိုဆွဲပေးရတယ်တလုံးကိုမီးသွေး၅အုပ်လောက်နဲ့တန်လုံးထိုးပေးခဲ့ရတယ်မီးကတော့မီးပြင်းပြဆရာတော်ပြောတာတော့ဒုဟတ်တေဇောဆိုပဲကျုပ်ကတော့ဒါတွေပဲသိမှာတော့ဆရာတော်ကဟဲ့တာတေပြင်းဆွဲမနာနဲ့အဲ့လိုပြောရင်မနာရန်ခက်ပြင်းဆွဲတာပေါ့ဗျာရှူဆိုတဲ့ဖားဖို့ကြီးမြည်တဲ့အတန်ကိုပြတ်မသွားအောင်ထိုးတာဗျမီးရလှုံရဲတက်တောက်နေတော့တာပေါ့ဗျာကျွန်တော်ကြောင်းကနေအိမ်ပြန်ရောက်တော့အမေတည်ထားတဲ့ရှင်လေးကျန်းပူလေးနဲ့ထညက်ခဲလေးစားရင်ချွေးတဲ့အောင်နားလို့ပေါ့ဗျာမိုးလေးကဖွဲလေးမိုးရင်းလေးဗျာ
ကျုပ်တို့အညာမိုးရင်းဆိုတာအောက်ပြည်လို့အုံတန်တိုင်ကြွားတာမဟုတ်ဘူးဗျခက်ဖွဲဖွဲပဲကြွားတာနေရတာတော့အိုက်ဆက်ဆက်ကြီးပေါ့ဗျတတေရေလေးပါလေးချိုးအောင်လားချိုးမှဆိုလဲချိုးဟဲ့ပြီးရင်ထမင်းစားဖို့ဒီမှာနေအပဘိုက်စာနေလို့တဲ့အမေဘာဟင်းကောင်းများချက်လို့တော့ဝတ်သားပုံရည်ကြီးချက်လေဟုတ်လားအမေဝတ်သားဖေကရလို့တော့မြောက်ပိုင်းကထုံးပွေလာပို့တာနဲ့ယူထားလိုက်တာဟင်းကကျုပ်ကြိုက်ကိုဗျဝတ်သားနဲ့ပုံရည်ကြီးဆိုကြတဲ့ကကျုပ်ကဘိုက်စာသွားတာပြိုမချိုးတော့ဘူးဗျအမေရဲ့ဆရာတော်ဖို့ဆွဲပေးခဲ့တာမီးနာကက်လာတော့ချက်ချင်းချိုးလို့မကောင်းဘူးအေးဒါဆိုလဲစပွဲခုံခင်းတော့ထမင်းခူးမယ်ကျုပ်ဖြစ်ထမင်းဝိုင်းမှာစစနဲ့ကြိတ်လိုက်တာမနှဲပါဘူးဗျာအဖကလည်းကျုပ်လိုပဲဝတ်သားနဲ့ပုံရည်ကြီးလွတ်ကြိုက်တာဗျအဖလည်းတော်တော်စားတာထမင်းစားပြီးတော့ငကားစိပေါ်လေးလေးမီးညီလေးလေးငါးဖွာလိုက်တော့မျက်စိအားစင်းလာရောဗျာအိမ်ရှိဖက်နှက်ချော်မှာချွတ်ထားတဲ့တန်းရရွှေလေးပါဝဘိုးချန်လေးကောင်းအောင်ပြီးကျုပ်မေးလိုက်တယ်ကျုပ်ဖြစ်မေးခနဲ့အိပ်ပျော်အောင်ရှိသေးတဗျတာတီပြုတ်လန်နိုးသွားတယ်ခေါင်းထောင်ပြီးဝိုင်းဝါကိုကြည့်လိုက်တော့ငွေရင်းကုန်းကကိုအောင်မကျော်ဗျလူကမဲမဲတုတ်တုတ်ကြီးသူ့ကိုငွေရင်းကုန်းသားတွေကမောင်ပလားကျော်လို့ခေါ်ကြတာဖြင်ချန်အင်ကြီးအဖြူလက်တူဝစ်လို့ခေါင်းမှာထမ်းဖက်ခမောက်တလုံးစောင်းထားတယ်လက်မှာတော့နွားနဲ့တန်တုတ်ကိုကင်ထားတယ်ဗျကိုအောင်ဘကျော်နဲ့ကျုံနဲ့သိပေမဲ့အခုလိုအိမ်တွေပါတွေတခါမှမလာဘူးပါအောင်ကိုအောင်ဘကျော်ကကျုပ်ထက်တော့9နှစ်6နှစ်လောက်ကြီးတယ်ဗျပြီးတော့ဒီလိုကလူပြိုးဗျအိမ်အောင်ရသားရှိရမဟုတ်ဘူးငွေရင်းကုန်းပါကိုအောင်ဘကျော်ကကာလာသားကောင်းလေးဗျကျုပ်တို့အညာခေါ်တော့မြောက်ကောင်းခေါ်တာပေါ့ဗျငွေရင်းကုန်းရောက်ရင်မြောက်ကောင်းအောင်ဘကျော်လို့မေးလူတိုင်းသိတဲ့ပေါ့ဗျဟာကိုအောင်ဘကျော်ကြီးလာပြို့လားကျုပ်လန်းခေါ်လိုက်တော့ဝိုင်းထဲကိုခေါင်းကြီးငိုင်းငိုင်းနဲ့ဝင်လာတာဗျာကိုအောင်ဘကျော်အိမ်ပေါ်ရောက်တာနဲ့ကျုပ်ကလာဗျကိုအောင်ဘကျော်ကြီးထိုင်ပြောဆိုနဲ့ကျုပ်ကရင်နေချမ်းငှဲ့ပေးလိုက်တယ်လက်ဖက်အေးလေးကလည်းရှေ့တိုးပေးပြီးငကားစေးဘောလေးတလိမ့်မီးညစ်ပြီးကိုအောင်ဘကျော်ကိုကန်ပေးလိုက်တယ်ကဲကိုအောင်ဘကျော်အကျန်းတော့ဗျာလက်ဖက်လဲစားဘေးကနေရောက်လာတော့လက်ထဲမှာလည်းနွားနေတန်ကြီးနဲ့ဆိုတော့လဲပါလာတယ်ထင်တယ်မင်းစီကိုတက်တက်လာတာကွတာတရားလဲပါတယ်အရှိပိုင်းကဘာတွေးကြည်တောင်းတို့ဝိုင်းမှာဖြုတ်ထားခဲ့တယ်မင်းအိမ်တော်မသိလို့ဘာတွေးကြည်တောင်းမေးပြီးလာရတာပြောရင်းနဲ့ကိုအောင်ဘကျော်ကြီးကငကားစေးပေါ်လေးလေးဖွာနေကိုအောင်ဘကျော်လက်ဖက်လဲစားဗျာနှုတ်ထမင်းရောစားခဲ့ပြီလားမစားရင်ဒီမှာစားဗျာဟာစားပြီစားပြီးပါထွက်လာတာကွနှုတ်ကိုအောင်ဘကျော်ဘာကိစ္စများရှိလို့လဲဗျကျုပ်ကမေးလိုက်တော့စိတ်လိပ်မီးကိုနှာခေါင်းတွေကမှုတ်ထုံရင်းပြောတယ်ကိစ္စကထူလိုက်ပါပြီတာတရားဘလို့ကိစ္စများတော့ဗျငါတို့ငွေရင်းကုန်ပါကြားတကောင်ရောက်နေလို့ကွဘာကြားဟုတ်လားကိုကြီးပါကျော်ဟုတ်ပါတာတရားကြားကွကြားမအနက်ကြီးကွဘာခမများတို့ရွာတွေကိုဝင်ရောလားမဝင်ဘူးကွရွာပြင်ကပဲပတ်ပြီးသွားနေတာကြားဟိန်တန်ကြီးကတော့ငါတို့ငွေရင်းကုန်းတရွာလုံးကိုလွှဲနေတာကွာပြီးတော့ညတကောင်ကျော်မှကြားလာတာအခုဒီတော့ရွာတွေကိုမဝင်သေးဘူးကွရွာခရိုးအပြင်ကပဲသွားနေတာဘယ်လိုတော့ဗျာထူးဆန်းလာကြည်လားကျုပ်တို့ဘက်တွေပါဘယ်တော့ကြားရှိဘူးလို့တော့ဗျနှုတ်ကြားနဲ့ဆိုတော့ဘယ်နဲ့သိတာတော့တာတီကလည်းငါနဲ့ကာလာသားတွေညဘက်တစ်ပင်ကြီးတွေပေါ်ကနေတက်ပြီးတော့ကြည်ရလေကွာအနက်မှမှောင်နေအောင်နဲ့တာကွအကောင်ကလည်းနည်းနည်းနော်ကြီးမဟုတ်ဘူးကွငါစိတ်ထင်တော့ကိုတောင်ကြားမကောက်ဘူးထင်တယ်12တောင်လောက်များရှိနေမလားပဲကွကျုပ်ကကိုအောင်ဘကျော်ပြောတာကိုနားထောင်ရင်တွေးနေမိတာဗျကိုအောင်ဘကျော်ကျုပ်တော့ကြားနဲ့ရှိမှန်းတော့မသိဘူးဗျကျုပ်ကြားဘူးတာစက်သိန်းနဲ့ပဲကြားဘူးတာစက်သိန်းမဟုတ်ဘူးတာတင်ကြားမှကြားစဲကွဟိတ်လိုက်တာမှဝုန်းကနေနေတာကွာညရောက်ရင်ငါတို့ရွာသားတွေတကားတွေပိတ်ပြီးအိမ်ထဲမှာငြိမ်နေကြတာရွာလန်းထဲမှာလူကိုမရှိတော့တာကွခွေးတွေဆိုတာလေအမီးတွေကုတ်ပြီးငြိမ်နေလိုက်ကြတာကွတင်းကုတ်ထဲကနွားတွေဆိုတာလှုပ်တာမလုပ်ရဲဘူးနွားမုတ်တန်နှာမုတ်တန်တွေတပူပူပဲကြားရတယ်ကျုပ်ကြားဘူးတာတော့ဘင်္ဂလားကြားဆိုတာတွေက9တောင်10တောင်ရှိဆိုပဲဗျအခုကိုဘကျော်ပြောသလိုဆိုရင်ဘင်္ဂလားကြားကြီးလာမှမသိတာတော်တဲ့တောင်ထဲသွားရင်နေကြုံလာတာဖြစ်မှာပေါ့ဗျာနေကြုံလာရင်လည်းတခြားကိုသွားရောပေါ့ကွအခုကညတိုင်းညတကောင်ကြော်ရင်ရောက်လာပြီတဝုံဝုံနဲ့ဟိမ့်ပြီးရွာကိုတပတ်ပြီးတပတ်ပတ်နေတာကွအခုဆိုရင်ဘယ်နှညရှိပြီတော့ညနေပါဆိုရင်4ညတောင်ရှိပြီကွ4ညတောင်ရှိပြီဟုတ်လားဒါဆိုရင်တော့ခရီးလွန်လာတဲ့ကြားဟုတ်ဟန်မတူဘူးဗျကျုပ်လည်းတွေးနေမိတာပေါ့ဗျာနေအောင်တာတရထူးကြတာတခုလည်းမင်းကိုပြောရအောင်မယ်
ဘာတော့ကိုအောင်ပါကြောငါတို့ငွေရင်းကောကတင်ချိုင်းကုန်းကြီးတဲ့မှာလူတယောက်ရောက်နေရဲ့ကွနှကမ်းမွေကာကားကြီးနဲ့ရောင်တစောင်းကြီးထုံးလို့ကွလွယ်အိတ်စုပ်ကြီးတစ်လုံးလဲလွယ်ထားသေးရဲ့ရွာနားကြောင်းနဲ့ကောင်လေးတွေပြောလို့ငါမယောင်မလဲနဲ့သွားကြည့်ရအဲ့လိုရွာတင်ချိုင်းရကြီးရက်ကိုရောက်လာပြီနောက်နေ့မှာပဲတီကြားကိစ္စပေါ်လာတာကွရွာထဲမှာရောဘာထူးခြားမှုရှိတော့ဗျကိုအောင်ပါကျော်ကမျက်မှောင်ကြီးကျုပ်ပြီးပြောတယ်ရွာထဲမှာတော့ဘာမှမထူးခြားဘူးကွတာတရားကိုအောင်ပါကျော်ကျုပ်စီကိုလာတာဒီကိစ္စပြောပြချင်လို့လားဟာပြောချင်လို့တော့မဟုတ်ဘူးကွမင်းကိုခေါ်ချင်လို့ငွေရင်းကုန်းကလူငယ်တွေအားလုံးမင်းကိုသွားခေါ်ပေးပါဆိုလို့ငါလာခဲ့တာကွခက်တော့ခက်သားလားကိုအောင်ပါကျော်ရဲ့ကျုပ်ကလည်းဆရာမဟုတ်ဘူးလေဗျာတရေလေးတက်စီလေးကိစ္စလောက်ပဲလှုပ်ဖူးတာဗျအခုလိုကြားနဲ့တွေပါရီကြတော့ကျုပ်လည်းနားမလဲဘူးကိုအောင်ပါကျော်ရဲ့တာတီဟာမင်းကဆရာမဟုတ်ပေမဲ့ဆရာတွေနဲ့သွားဘူးလာဘူးတဲ့လူလေးကွာမင်းလာပြီးအကဲလေးပါလေးခတ်ကြည့်ပါကွာငါတို့ကတော့ကြောက်တာပဲသိတာကွာဘာမှနားလဲတာမဟုတ်ဘူးကျုပ်တွေးပြီးစဉ်းစားနေတယ်ဒါဘာဖြစ်နိုင်လဲဆိုတာကြားနဲ့ကြီးညတကောင်ကျော်ရင်ပုံမှန်ရောက်လာပြီးရွာကိုပတ်ပြီးတုံးနဲ့ဟိန်းနေတာကြားက12တောင်လောက်တောင်ရှိမဲဆိုပဲတွေးတာတွေးရတာပါဗျာဒါမျိုးကျုပ်တခါမှကြားဘူးတာမဟုတ်ဘူးဗျရွာပြင်တုတ်တန်တဲ့ရှောင်းတုံးနဲ့နှကမ်းမွေးကာကာကြီးနဲ့ဒီလူရောက်မှဒီကြားရောက်လာတာဆိုတော့ဒီလူကရောဘာတော့ကြားနဲ့ကြီးနဲ့ဒီလူနဲ့ကဘယ်လိုပတ်သက်နေတော့ဘယ်လိုပဲတွေ့အဖြေကတော့မပေါ်ဘူးဗျဘာပဲဖြစ်ဖြစ်ငွေရင်းကုန်းကိုလိုက်သွားမယ်လို့ဆုံးဖြတ်လိုက်တယ်အမေနဲ့အဖေကိုအကျိုးကြောင့်ပြောပြီးအဝတ်ပိုးတစ်စုံယူတယ်ပြီးတော့ကျုပ်ရဲ့ဆေးလွယ်တစ်စုံဆေးတော့မြက်ကွင်းဆေးဘာမှမကြမ်းအောင်ကျုပ်ယူလာခဲ့တယ်ထဏကုန်းကနေနိုင်ပြန်2ချက်တီလောက်ထွက်ခဲ့တယ်ကိုအောင်ပါကျော်ကကျုပ်တို့နေတကြောမှာလဲမောင်းချန်ပီယံပဲဗျလဲမောင်းပြိုင်ပွဲမှာမကြာခဏစုရတယ်လူအခုမှပဲကိုအောင်ပါကျော်မောင်းတဲ့လဲကိုကျုပ်ကစီးဖူးတာဗျလဲမောင်းတဲ့နေရာမှာတော့လွတ်တော်တဲ့လူပါဗျနွားငေါက်တန်အောင်တိတ်မကြရအောင်ပြေးလိုက်တဲ့နွားတွေဗျသူ့နွားကြီးတွေကလည်းတကယ်နွားကောင်းနေနွားဖီးဖီးကြီးတွေဗျအဖြူတကောင်အနီးတကောင်ညနေ9 နာရီလောက်ကျတော့ငွေရင်းကုန်းတင်းကြိုင်ကိုရောက်ပြီဗျတာတီငါစီရနာဖြတ်မောင်းရမှာဇရက်ပေါ်ကဟိုလူမင်းမသိမသာအကဲခက်ကြီးကွကိုအောင်ပါကျော်ကလဲကိုတင်းကြိုင်စီရနဲ့မနီမဝေဖြတ်မောင်းတယ်ကျုပ်ကဟိုကြည့်သလိုဒီကြည့်သလိုနဲ့တင်းကြိုင်ကုန်းတွေကဇရက်ပေါ်ကိုကြည့်တယ်ဟောတွေ့ပြီရှောင်းစတုံးတစ်စောင်းနဲ့နှကမ်းမွေးကာကာကြီးပြတခုခုကိုတွေးနေရပြုံးကျုပ်ကြည့်နေရတော့ဒီလူမသိဘူးကျုပ်တို့တင်းကြိုင်စီရကိုကြော်လာတော့မှကိုအောင်ပါကျော်ကကျုပ်ကိုမေးတယ်ဘယ်လိုလဲတာတိတ်ဒီလူပုံစံကမယိုးထင်နဲ့နော်ဟုတ်တယ်ဗျာကိုအောင်ပါကျော်ရဲ့ကျုပ်တွေ့ကြုံရပြောရရင်တော့ဒီလူကကဝေလာအောက်လန်းလာပဲဗျခမပြောတဲ့ကြားနဲ့ကြီးနဲ့ဒီလူနဲ့တနည်းနည်းတော့ပတ်သက်မှုရှိမှအမှန်ပဲဒီလူရောက်လာပြီးမှဒီကြားနဲ့ကြီးပေါ်လာတာကွာညတိုင်းရွာကိုပတ်ပြီးဟိန်းနေတာညရောက်ရင်မင်းတွေ့ရမှာပါကွခမကြားတင်ညလာပါစေလို့ပဲဆုတောင်းရမှာပေါ့ဗျာဟာလာပါပေါ့တာတီကညတိုင်းလာနေတာလေးညဇက်တိုင်းရှိပြီပဲကွာမိုးမချုပ်ခင်ကျုပ်တို့ရွာတဲ့ရောက်ခဲ့တယ်ရွာတွေကကာလာသားတွေကဝမ်းသာအားရနဲ့ကျုပ်ကိုကြိုးစိုးကြပါရောလားဗျဟာတာတီပါလာပြီဟဲ့တယောက်ကအော်ပြောလိုက်တာနဲ့တယောက်ပြီးတယောက်ရောက်လာတာဗျာကျုံနဲ့ကိုအောင်ပါကျော်ကလည်းကာလာသား14-15ယောက်နဲ့အတူသွားတော့တာပေါ့ဗျာကိုအောင်ပါကျော်တို့ဝိုင်းကြီးကကျဲသားဗျမကြီးပင်တမပင်တွေနဲ့အုံအုံဆိုင်ဆိုင်လေးဗျာကျုပ်တို့အားလုံးကျိုးလေကားကြီးကနေအိမ်ကြီးပေါ်တက်ခဲ့တယ်ဟေ့လာဟေ့မောင်တာတင်ငါတို့လည်းမင်းကိုတွေ့ချင်လို့စောင့်နေတာကွငွေရင်းကုန်းအားလူကြီးတွေ4-5ယောက်ကကျုပ်ကိုထိုင်ပြီးစောင့်နေကြတယ်ဒီထဲမှာကိုအောင်ပါကျော်ရဲ့အဖလည်းပါမယ်ဗျကျုပ်ကသူ့အဖကိုမြင်ဘူးတာမဟုတ်လာတာတင်ထိုင်ကွဟောတာငါပါဦးစိန်ဖြူဟောတာငါမေဒေါ်လုံးကြီးကျုပ်ကပြုံးပြီးနှုတ်ဆက်ရတယ်ဟော်ရီဘက်ကဘိုးမောင်ဖြူဒါကဘိုးတွန်းကြီးဒါကဘိုးအောင်ရင်ဒါကဘိုးစိန်တိုင်းကွကျုပ်ကအားလုံးကိုပြုံးပြီးတော့နှုတ်ဆက်ရတာပေါ့ဗျာတာတင်ရော့မင်းကငကားပဲတောက်တာဆိုပြီးတော့ကိုအောင်ပါကျော်ကကျုပ်ကိုငကားစီးပေါ်လေးတလေးနဲ့ဓနုဖြူတော်ကြီးမိခက်ကမ်းပေးတယ်ကျုပ်လည်းမိခက်ခက်လိုက်ပြီးဆက်လိပ်ဖွာလိုက်တယ်ငကားစီးပေါ်လေးကလေးဖွာလိုက်ရမှအမောပြေသွားတာပြုံးအကျိုးအကြောင်းတွေတော့မောင်တာတေသိပြီးတော့ပေါ့ဘလို့အကြောင်းဆိုတာမောင်တာတေတွေးလို့များရသလားကွကိုအောင်ပါကျော်ရဲ့အဖဦးစိန်ဖြူကကျုပ်ကိုမေးတယ်ကျုပ်လည်းဒီကိစ္စကိုတလန်းလုံးတွေးလာတာပဲပို့ရဲ့ကျုပ်ဆရာကြီး2ယောက်နဲ့လိုက်ခဲ့တော့ကတော့တခါမြင်ခဲ့ဘူးတယ်ဗျဟေးဘာများတော့မောင်တာတေရဲ့နာရုပ်အတက်ဆိုတာရှိတယ်ပို့ရဲ့ရုပ်ပြောင်းကျုပ်လည်းအတက်ပေါ့ဗျာလူကနေကြားတင်ပြောင်းတာဗျဟာဒါမျိုးရှိလားမောင်တာတေရဲ့ရှိတယ်ပို့
ကျုပ်ရှိမာတွေမြင်ခဲ့ရတာတွေပါတမန်ကြားဆိုတာမျိုးထင်တယ်ကာလာသားတယောက်ကဝင်ပြောတာပဲအေးဟုတ်တယ်ကွမင်းပြောတာကျုပ်ကချက်ချင်းပြန်ပြောလိုက်တယ်ဒါဆိုရင်တင်ကြိုင်စရက်ပေါ်ကရုပ်ပြောင်းရုပ်လွဲ့လှုပ်ပြီးတော့ရွာကို6လက်နေရများလာဘူးရဲ့နောက်ကာလာသားတယောက်ကဝင်ပြောတယ်ငွေရင်းကုန်းသားတွေမစိုးဘူးဗျာတွေးတက်ခေါ်တက်သားပဲကျုပ်လည်းလာတဲ့လမ်းမှာဒါတွေတွေးလာခဲ့တာလေဗျာဖြစ်နိုင်တာတွေတော့ရှိရပေါ်ပို့ရဒါပေမဲ့အတွေးနဲ့ဆုံးဖြတ်လို့တော့မဖြစ်ဘူးဗျတေးကြအောင်ဒီညသွားကြည့်ရလိမ့်မယ်ဗျာသွားကြည့်မယ်ဟုတ်လားကာလာသားတွေလှမ်းပြီးအော်ကြတယ်ဟုတ်တယ်သွားကြည့်ရမှာကိုအောင်မကျော်ကျုပ်တဲ့တယောက်ယောက်အဖော်လိုက်ခဲ့မလားဟာတာတေကလည်းငါလိုက်မှာပေါ့ကွာကာလာသားတွေကတော့ငြိမ်နေရဗျာဘာမှမပြောကြအောင်ကျုပ်တို့ထမင်းစားပြီးတော့ည9နာရီထိုးပြီး9နာရီထိုးတာနဲ့ကျုပ်နဲ့ကိုအောင်မကျော်ရွာပြင်ကိုထွက်လာခဲ့တယ်လာွယ်ရက်နီးနေပြီဆိုတော့လာရောက်တော့မရှိဘူးဗျကြေအောင်ပဲရှိရင်ကျုပ်တို့နှစ်ယောက်သစ်ပင်တွေခြုံပုတ်တွေနောက်မှာပုံရင်တင်ချိုင်းကုန်းကိုတပြေးပြေးကတ်လာခဲ့တယ်ကျုပ်ကတင်ချိုင်းနေထားကိုအကဲခတ်ကြည့်လိုက်တယ်တင်ချိုင်းစီထဲကလူကတော့ဈေးဘောလိမ်လေးမီဒီရဲနဲ့ဗျာကျုပ်တို့ဘက်ကိုကြောခိုင်းထားတယ်ကျုပ်ကကိုအောင်ဖကျော်လက်ကုပ်ပြီးညရာပင်တွေအရှိကြီးပေါက်နေတဲ့ဘက်ကအုတ်ကူကြီးတစ်လုံးကိုလက်ညှိုးထိုးပြီးပြလိုက်တယ်ကိုအောင်ဖကျော်နဲ့ကျုပ်နဲ့အုတ်ကူကြီးပေါ်တက်ထိုင်လိုက်တယ်ညရာပင်တွေကြားမှာကျုပ်တို့နှစ်ယောက်ပျောက်သွားတယ်တင်ချိုင်းစီကနေလမ်းချင်းကျုပ်တို့ဘသူမှမမြင်နိုင်ဘူးဗျတင်ချိုင်းစီဘက်ကနေလမ်းချင်းကျုပ်တို့ဘသူမှမမြင်နိုင်ဘူးဗျတကောင်ကြက်တော်တဲ့ရွာဘက်ကကြားလိုက်ရတယ်ဟာကြားရင်တန်ကြီးဗျာတကယ်ကိုကြောက်ကြကြီးပါလားဒါကြောင့်လဲငွေရင်းကုန်းသားတွေကြောက်ကြတာပေါ့လေရှင်းသွားပြီပေါ့ဗျာကျုပ်ထင်ထားသလိုမဟုတ်ဘူးဆိုတာလေဇေယျပေါ်အလူရုပ်ပြောင်းရုပ်လွဲလုပ်ပြီးကြားတွင်ဖန်တီးထားတာတော့လုံးဝမဟုတ်ဘူးဗျဟိုလူကဇေယျပေါ်မှာပဲစိတ်လိတ်ထိုင်ဖွာနေရပြို့ကိုအောင်ပါကျော်ကြားဘယ်ဘက်ကစဟိန်းတာတော့ဗျအဲ့ဒါရွာရှိဘက်ရွာဦးနတ်စင်ဟာဟိန်းတာကွညာတိုင်းအဲ့ဒီဘက်ကပဲစဟိန်းတာအော်အဲ့ဒါနတ်စင်လားအေးဟုတ်တယ်ဘာဖြစ်လို့တော့ဒါတေးကဟောဟိုလူထားလာပြီပြောကိုအောင်ပါကျော်မေးတော့ကျုပ်ပြန်မဖြစ်ရသေးဘူးဗျကိုအောင်ပါကျော်လဲကျုပ်ကိုဆက်မမေးတော့ပဲဇေယျပေါ်ကလူကိုမျက်တောင်မခန့်ကြည်နေတော့တာပေါ့ဗျာဟောကြားဟိန်းတန်ကြီးကတဖြည်းဖြည်းနဲ့နီးလာပြီဗျတာတင်ဖြစ်ပါမလားကွကိုအောင်ပါကျော်ကအတန်တုံတုံကြီးနဲ့ကျုပ်ကိုမေးဟာဖြစ်ပါတယ်ကိုအောင်ပါကျော်ရဲ့ကျုပ်လည်းအိမ်မှာလဲစေဝါဆောင်ပါပါတယ်ဗျမကြောက်ပါနဲ့ပြောတာဗျာကျုပ်လည်းတက်သိန်းတွေထနေရပဲဟာကြားနဲ့ကြီးပြို့နဲတဲ့အကောင်ကြီးမှမဟုတ်တာဗျာကိုအောင်ပါကျော်ပြောတာဟုတ်တာပေါ့ဗျာ12တောင်ရှာမားဗျကျဲအောင်အောက်မှာမြင်ရတာပြို့ခါကြီးတွဲ့နဲ့ရှောက်လာတာမျက်လုံးနှလုံးဆိုတာအမောင်ထဲမှာနေရဲပြီးတောက်နေရပြို့ဟောကြားဟိုလူစီကိုတန်းသွားတာဗျအောင်မယ်ဒီလူက12တောင်ကြားကြီးကိုလက်နဲ့တတ်နေရပြို့ငါသားကိစ္စတွေပြီးတော့မှာပါကွာမနေ့ပြန်ညလာကွယ်ညပဲကွမနေ့ပြန်ညရောက်ရင်သာဟိုကောင်မကိုချီပြီးကူကြီးကိုအရောက်သွားပြီးတော့ဆရာလည်းမင်းနောက်ကထက်ချက်မကွာလိုက်ခဲ့မှာပါဒါမဲ့မင်းကကြားငါလူဆိုတော့တော်တဲ့တောင်တဲ့သွားတဲ့ခါမင်းကိုမှီအောင်တော့လိုက်နိုင်မှာမဟုတ်ဘူးပေါ့ကွာဟာကြားနဲ့ကြီးကဒီလူချီတော့ကိုခေါင်းနဲ့ခွေနေတယ်ပြုံးဘလို့ဖြစ်လို့ဒီလူဒီเจ้าဒီလောက်ပိုင်နေရပါလေပြီးတော့ကြားညတကောင်မှပေါ်လာတာလေဗျာတနေ့လုံးဒီเจ้าဘက်မှာသွားနေရတော့ရွာလူတွေအလုတ်သွားလုံနေကြတာတယောက်ရောက်တော့ဒီကြားနဲ့ကြီးကိုမြင်ရမှာပေါ့ဗျာဟိုလူကြားကြီးကိုဘာပြောလိုက်တယ်မသိဘူးဗျကြားကြီးကခြာကနေလွှဲထွက်ပြီးရွာဘက်ကိုပြန်သွားပြီးဟိန်းပြန်ရောပြို့ကိုအောင်ပါကျော်နဲ့ကျုပ်လည်းတုံမအောင်မလုပ်ရဲကြဘူးပေါ့ဗျာအခုနေရွာပြန်သွားရင်လေကြားနဲ့ကြီးနဲ့ပက်ပင်းတိုးနဲ့တေးကြတာပေါ့ဗျာကျုပ်တို့နှစ်ယောက်လေကူကြီးပေါ်မှာလှဲအိမ်ကြားဟိန်းတန်ကြီးကိုနားဆွင့်ရတာပေါ့ဗျာမနဲ့အာယုံတဲလောက်ကြတော့ကြားဟိန်းတန်ကြီးပျောက်သွားတယ်ဇေယျထဲကိုလမ်းကြည့်လိုက်တော့ဟိုလူလည်းအိတ်နေတယ်ကျုပ်နဲ့ကိုအောင်ပါကျော်လဲလာတော့အတိုင်းခြုံနေကြကနေပြန်ထွက်ပြီးရွာကိုပြန်ခဲ့ရတာပေါ့ဗျာဒါမဲ့ကျုပ်စိတ်ထဲမှာတော့မနဲ့ပြန်ညရောက်ရင်ပဲဟိုကောင်မကိုချီပြီးကူကြီးတဲ့ကိုရှောက်အောင်သွားပြီးတော့ဆိုတဲ့ဇေယျပေါ်အလူကြားနဲ့ကြီးကိုပြောလိုက်တဲ့စကားတန်ကြီးကိုပဲကြားနေတော့တာကိုအောင်ပါကျော်တို့အိမ်ရောက်တော့လဲဒါကိုပဲတွေးနေမိတာဗျဒါမဲ့ပေကောင်မကိုကြားချီမဲဆိုတာကျုပ်လုံးဝမသိဘူးပြောကျုပ်တို့ကိုအောင်ပါကျော်တို့အိမ်ကိုပြန်ရောက်တော့မိုးလင်းစာပြုတ်ပြီးဗျကိုအောင်ပါကျော်ရဲ့အဖေနဲ့အမေဖြစ်တဲ့ဘိုးစိန်ဖြူနဲ့အကြီးလုံးကြီးတို့နှစ်ယောက်ကကျုပ်တို့နှစ်ယောက်ကိုစိတ်ပူပြီးမျှော်နေကြတာစိတ်ပူပဲဆိုလဲပူကြပေါ့ဗျာတညလုံးကြားနဲ့ကြီးကရွာကိုပတ်ပြီးအတန်နဲ့ကြီးနဲ့ဟိန်းနေတာမို့လားဟဲ့ဟိုမှာအောင်ပါကျော်နဲ့တာတီပြန်လာကြပြီဘိုးစိန်ဖြူကစာပြီးဝမ်းသာအားရပြောလိုက်တယ်အောင်မလေးတော့ပါသေးရဲ့ဟဲ့ငါတို့မှတညလုံးအိတ်မပြောတာ
ကြားဟိန်တန်ကြီးကြားတိုင်းနေတို့နှစ်ယောက်ကိုစိုးရိမ်နေရကျုပ်ထင်တယ်လို့တော့မဟုတ်ဘူးဖိုးရဲ့ဟမ်ဘယ်လိုများတော့မောင်တာတရဲ့အော်ဒီလိုလေပိုးရကျုပ်ကဇရက်ပေါ်ကလူကရုပ်ပြောင်းရုပ်လွဲပညာနဲ့ကြားနဲ့ကြီးပုံစံပြောင်းပြီးရွာကိုချင်းချောက်နေတယ်လို့ထင်တာညာတွေးရတော့မှပဲဒီလူကြားပုံပြောင်းတာမဟုတ်ပဲသိတာဗျကြားနဲ့ကြီးကတက်တက်လာတာဒါပေမဲ့အဲ့ဒီကြားဇရက်ပေါ်ကလူရဲ့ကြားတော့ဟုတ်တယ်ဗျနဲတဲ့အကောင်ကြီးတော့မဟုတ်ဘူးဗျ12တောင်တော့အသာလေးရှိရဲ့ဖိုးရဟေး9တောင်ကြားတောင်ကြီးလာပြီးထင်နေတာ12တောင်ကြားဆိုတော့နဲတဲ့အကောင်ကြီးမှမဟုတ်တာကိုအောင်ဘာကျော်ရဲ့အဖေကပြောတယ်ဒါထက်ဖိုးရဲ့ညရွာထဲမှာရောဘာများထူတော့ဗျအေးထူလိုက်တာမှမောင်တာတည်းရဲ့အကြီးတော်ဝိုင်းတောင်ဘက်နှစ်ဝိုင်းကျော်အောင်ဖြူဆိုတဲ့ကလေးမလေးညတစ်ချက်တီးလောက်ကြီးမှာထအောင်လို့ပါလားဟောဘယ်လိုအော်လို့တော့အမေရဲ့ကိုအောင်ဘာကျော်ကအလန်တကြားမေးလိုက်တယ်လာပါပြီရှင်လာပါပြီဆိုပြီးတော့အိမ်ထဲကနေအပြင်ကိုပြေးထွက်မဲ့ကြီးလုံးနေလို့သူတို့အင်သားတွေကဝိုင်းပြီးဆွဲထားလိုက်ရတာမပြောပါနဲ့တော့ဟမ်ဘယ်လိုဖြစ်တော့ဗျကိုအောင်ဘာကျော်ကမျက်မှောင်ကြီးကျုပ်ပြီးမေးတာဗျကျုပ်လည်းအကြီးလုံးကြီးကိုအံ့ဩပြီးကြည့်နေမိတယ်ဘယ်လိုဖြစ်တယ်တော့မသိဘူးအောင်ဘာကျော်ရင်ရွာပြန်ကကြားတစ်ချက်ဟင်းလိုက်တိုင်းအောင်ဖြူမလာပါပြီရှင်ထထအော်ရာဟဲ့ရွာထဲမှာကိုညံနေရောဟေးတရွာလုံးကတိတ်ဆိတ်နေတဲ့အချိန်ဆိုတော့အောင်ဖြူမအော်တဲ့အတန်ကြီးကရွာထဲမှာလူတိုင်းကြားရတော့တာအောင်ဖြူမအတန်ကလည်းတမျိုးကြီးပဲဟဲ့ဘယ်လိုကြီးမှန်းမသိပါဘူးဟာကျုပ်ပါလို့ရမယ်ဆိုတာဆုံးဖြတ်လိုက်ပြီဗျကိုအောင်ဘာကျော်ကြက်တကောင်ချက်ခိုင်းပြပြီးရင်ထမင်းတစ်ခွက်လောက်ချက်ငါပြောဖတ်ခင်းပြီထမင်းတောင်းပြင်ရမယ်ဟာရမယ်တတိရမယ်ဘဲချင်းကိုအပီးလိုချင်တော့နောက်ထပ်ရောဘာလို့သေးလဲလိုရာရှိရင်အကုန်ပြောကွာဒီရွာမှာနတ်ဝင်သေးရှိလားဗျဟာရှိပါဗျာတော်ယုံကြည်ဆိုတာအမေချမ်းကောင်းဆွဲဆိုလားအမေရင်ကောင်းဆွဲဆိုလားပဲကွာအရှိပိုင်းမှာနေတာငါနဲ့လှုပ်ခင်တာကွာအမေနဲ့လည်းခင်တယ်တော်ယုံကြည်ကိုငါတို့ဘာပြောပြရမှာတော့ညနေ6နာရီကျော်လောက်အရောက်လာခဲ့ဖို့ပြောပြပြီးတော့မီးလောင်ကုန်းတင်းကြရုံကျုပ်တို့လဲနေသွားမယ်မဖွဲဝါကိုပင့်ဖို့ဆိုတာလည်းထည့်ပြောပြစိတ်ချတာတေးစိတ်ချကဲထမင်းချမ်းလေးစားတော့ပြီးတရေလောက်အိတ်လိုက်ကြအောင်ကွာကိုအောင်ဘာကျော်ကပြောတော့ဘိုးစိန်ဖြူကပြောတယ်ဗျမင်းတို့နှစ်ယောက်စိတ်ချလက်ချတာအိတ်ကြပါကွာမောင်တာတေးလူရာတွေကိုဖိုးတို့အားလုံးစီစဉ်ထားမှာပါခဏကြာရင်ရွာလူကြီးတွေရောက်လာတော့မှာကွအားလုံးကမောင်တာတေးလူရာပြောဖို့ဖိုးကိုမှားထားပါတယ်ကိုအောင်ဘာကျော်နဲ့ကျုံနဲ့ထမင်းချမ်းစားပြီးတော့နှစ်ယောက်သားအိတ်ကြတော့ပေါ့ဗျာတညလုံးအေးရေးပြက်နေတာဆိုတော့ချက်ချင်းကိုအိပ်ပြောသွားတာပေါ့ဗျာကျုပ်တို့နှစ်ယောက်အိပ်ရာနိုးလာတော့ညနေ3နာရီတောင်ထိုးနေပြီကျုပ်လည်းအိပ်ရာကပြားကရာထပြီးရေမိုးချိုးလိုက်တယ်ဒီတော့မှလူလဲလန်းသွားရောမောင်တာတေအိတ်နေတော့ရွာလူကြီးတွေလာကြတယ်မောင်တာတေဘာပြောတော့ဆိုတာသိချင်လို့ပေါ့ကွာကျုပ်ကလည်းမောင်တာတေပြောပြတာတွေအကုန်ပြောပြလိုက်တယ်လူရာတွေလည်းပြောပြလိုက်တယ်ညနေ9နာရီထိုးရတဲ့စံတခွက်နဲ့ကြက်တကောင်ချက်ထားတဲ့ထမင်းတောင်ရောက်လာလိမ့်မယ်ရုံးကြီးကိုတော့မင်းကြီးသွားခေါ်ထားပြီဟာဒါဆိုရင်ရပါပြီပို့ရဲ့ဒီကြားနဲ့ကြီးရဲ့ဇရက်ပေါ်ကလူကဘာဆိုတာတော့ကျုပ်ကအတိအကျမပြောနိုင်သေးဘူးဗျဒီညမဖဲဝါကိုပင့်ပြီးရင်တော့ဘာဆိုတာကျုပ်ပြောပြလို့ရပါပြီပို့ရဟဲ့တာတီနဲ့အောင်ပါကျော်နင်တို့နှစ်ယောက်လဲထမင်းချမ်းစားပြီးကြရအိတ်လိုက်ကြတာထမင်းနဲ့ထမစားကြအောင်အရေးချက်ထားတဲ့ထမင်းတွေဟင်းတွေကဒီတိုင်းပါပဲကောလားအကြီးရဲ့ညစာကြမှာပဲပေါင်းစားတော့မယ်ဗျာကျုပ်ကအကြီးကိုပြောတော့အကြီးကဘာမှမပြောပဲရှိတယ်ကိုအောင်ဘာကျော်ကခေါင်းကြီးရမ်းပြီးပြောလိုက်တယ်ဗျအမေရဲ့ကျုပ်ဖြစ်ညကြောက်လိုက်တာဗျာဇရက်ပေါ်ကရောင်တုံးတဲ့လူကြီးကကြားနဲ့ကြီးကိုခေါင်းကြီးပုတ်ပေးနေရတွေ့တော့ကျုပ်မှာအသေးတွေဥတွေပြောင်းပြန်ဖြစ်သွားသလိုပါပဲဗျာဟေးဟုတ်လားဒါဆိုရင်ဒီကြားနဲ့ကြီးကဒီလူရဲ့ကြားပေါ်ဟဲ့ဘာကြံတဲ့များငါတို့ရွာကိုကြားနဲ့တိုက်ရတာတော့ဒါတော့မသိဘူးလေအမေကဒီညတာတင်အလုံးလုံးပါလေအဲ့ဒါပြီးရင်သိရမယ်လို့တာတင်ပြောတာပဲအမေကအေးအဲ့ဒါဆိုရင်ဒီညသိရတော့မှာပေါ့ဒီလူနဲ့ဒီကြားတို့ရွာအောင်ဖြူမောက်ဘာများလုံးမလို့တော့ဟဲ့ဒါလည်းမပူပါနဲ့ဗျာတာတင်စီစဉ်မှာပါဗျအေးဟုတ်တာပေါ့နင်တာတင်ကအကောင်သာသေးတာဟဲ့တက်တီတော့တော်တော်ရှိရဲ့အကောင်ပဲကျုပ်ရောဖိုးစိန်ဖြူကကိုအောင်ပကျော်ရေးကြတော့တာပေါ့ဗျာကျုပ်တို့အညာသူအညာသားတွေကရိုးရိုးကြီးတွေဗျဘာပြောပုတ်ပွင့်လင်းလင်းကြီးတွေကျုံနဲ့ကိုအောင်ပါကြောမနှက်စာနဲ့ညစာပေါင်းစားပြီးလို့ဆက်လက်ထိုင်တောင်းနေအောင်ဝိုင်းထဲကိုလဲတစီမောင်းဝင်လာတယ်ဗျဒါဘသူတော့ဗျကိုအောင်ပါကြောဟာအဲ့ဒါနန်းဝင်တဲ့ကြီးဒေါ်ယုံကြည်လေးကွာလှကထမင်းတောင်းယူရင်ဒေါ်ယုံကြည်ကိုပါခေါ်လာခဲ့တာဟဲ့အကြီးလုံးကြီးကပြောတယ်ဗျလဲပေါ်မှာလဲကြောက်ခဲတို့အရွယ်လောက်ကောင်လေးနှစ်ယောက်လဲပါလာတယ်ဟဲ့ကောင်စံပမင်းလဲအိမ်ပေါ်တက်အောင်လေကွာဟ
ကျုပ်မတက်တော့ဘူးဘိုးစိန်ဖြူရဲ့အကြီးပူမောင်ဝိုင်းထဲမှာပြောင်းယူသွားတိုက်ရအောင်မမိုးပြကျုပ်ကနန်းဝင်တဲ့တော်ယုံကြီးကိုကျုပ်လုံးမဲ့ပုံစံကိုပြောပြတယ်တော်ယုံကြီးကအသားဖြူဖြူထထမမောင်ကြီးကျုပ်ကမောင်တာတင်ကိုမမြင်ဘူးသေးပေမဲ့ကြားဘူးပြီးသားပါတော့မတ်ထွန်းတို့မတ်တုတ်တို့ကျုံနဲ့တွေ့တဲ့အခါတိုင်းမောင်တာတင်အကြောင်းပြောနေကြပါမောင်တာတင်ကိုမဖဲဝါတခါပင့်ပေးပြီးတိုင်းကျမ်းမာရေးပိုကောင်းတဲ့အကြောင်းစီဝါရေးပိုဖြစ်တဲ့အကြောင်းနေတာပြောကြတာတော့ဟုတ်လားအဲ့ဒါတွေတော့ကျုပ်တော်မသိပါဘူးဗျာအဲ့ဒါကြောင့်ဒီကောင်မနှစ်ယောက်ကမောင်တာတီလာခွင်ဘယ်တော့မှမငင်းကြတာပေါ့ကျုပ်ကပြုံးပြီးခေါင်းညိတ်လိုက်တယ်ည၈နာရီမှာကိုအောင်ဘကျော်ကလဲကောက်ပြီးကျုပ်ရဲ့တော်ယုံကြည်ရဲ့ကောင်လေးနှစ်ယောက်ရဲ့မီးလောင်ကုန်းတင်းချိုင်းဘက်ကိုထွက်ခဲ့ကြတယ်ငွေရင်းကုန်းတင်းချိုင်းမှာလှုပ်လို့မဖြစ်ဘူးလေဗျာဇရက်ပေါ်မှာကြားနဲ့ဆရာကြီးရှိနေရဲ့မို့လားမီးလောင်ကုန်းတင်းချိုင်းကိုရောက်တာနဲ့ခါတိုင်းလိုပဲကူကြီးတစ်လုံးပေါ်မှာမဖွဲဝါတဲ့ထမင်းပွဲပြင်လိုက်တယ်အသိယူလာတဲ့ရေဖလားကြီးတွေကိုရေဖြည့်လိုက်တယ်ဖျောင်းနိုင်တစ်တိုင်းလဲထုံးလိုက်ရတာပေါ့ဗျာနက်ကတော့တော်ယုံကြည်ကတော့လုပ်ငန်းကျွမ်းကျင်ပြီးသားလေးဗျာကူရှိရမြက်ခင်းလေးပါစပင်ကိုဖားရချပြီးကျုံကျုံလေးထိုင်လို့ဗျလက်အုပ်လေးနဲ့ခြေပြီးသားလေးအရှိနေထွက်အနောက်နေဝင်တောင်တန်ငါကောမြောက်ထူဝင်အတွင်တင်ကြားရှင်မမဖဲဝါရှိလျာအရက်ကနေအမြန်ကြွာလာခဲ့ပါကျုပ်တာတည်းကမဖဲဝါအတွက်စားပွဲတောက်ပွဲနဲ့ကြိုးစိုးပါရဗျာအမြန်ဆုံးကြွားခဲ့ပါခင်ဗျာကျုပ်ခဏစောင့်ကြည့်တယ်ကိုအောင်ဖားကျော်နဲ့ငွေရင်းကုန်းသားကောင်လေးနှစ်ယောက်ကခက်လဲလဲကတမန်းပင်အောင်မှရန်နေကြတယ်ကျုပ်လုံးနေရာတွေကိုမျက်တောင်မခက်ကြည့်နေကြတာပေါ့ဗျာဟာမဖဲဝါဒီတခါတော့တော်တော်မြန်တာပဲဗျဒီနီးနားမှာရှိနေပုံပဲပြုတ်ဟာခွေးဥတန်ကြီးကတပြေးပြေးနီးလာပြီပြုတ်နွားပေါက်တစ်ကောင်လောက်ရှိရဲ့ခွေးနဲ့ကြီးဆိုတာတော့အရင်စာအုပ်တွေမှာရေးပြခဲ့ပူးပါတယ်ဟာဟိုမှာဗျာဟိုမှာမဖဲဝါကြီးရွှေ့လာပြီပြုတ်ကူရီပေါ်ကရွှေ့လာတာဗျအရက်ကြီးက10ပေလောက်ကိုရှိတယ်မျက်လုံးကြီးနှလုံးကလက်ဖက်ရည်ပကံလောက်ရှိတယ်မှောင်ထဲမှာရဲတောက်နေတယ်ဖြူဖြူကြီးဗျစပင်ကဖားရကြီးချလို့ပေါ့ဗျာဟောတင်းချိုင်းလေးရောက်တော့မဖွဲဝါတုံးကနေရက်သွားတယ်ပြီးတော့လေဒေါ်ယုံကြီးကိုစိုင်းကြည့်လိုက်တယ်ဟာဝင်သွားပြီဗျာဒေါ်ယုံကြီးကိုယ်ထဲကိုတိုးဝင်သွားတာဗျာဟောဒေါ်ယုံကြီးကြီးလက်ကြီးတွေအပေါ်မြောက်တက်လာတယ်ကွေးကွေးကောက်ကောက်ကြီးတွေပေါ့ဗျာဟာလက်နှစ်ဖက်နဲ့ခေါင်းကစပင်ကိုတတ်တင်လိုက်တယ်ဟာခုံပြီပြို့မဖွဲဝါခုံလိုက်ပြီကိုကြီးပေါ်လွှာကနေရောက်သွားတယ်ဟာဒူးကြီးနှစ်ဖက်ထောင်ပြီးထမင်းပွဲကိုငုတ်ကြည့်ဟောစားပြီပြို့စားပြီမဖွဲဝါအားရပါရကိုစားတာကြက်ရိုးတွေဝါလိုက်တာများကြိုကိုနေတာပဲဗျာကျုံနောက်ကိုလှည့်ကြည့်လိုက်တော့ကိုအောင်ဘကျော်ရောကောင်လေးနှစ်ယောက်ပါမဖဲဝါဝင်နေတဲ့တော်ယုံကြီးကိုကြည့်နေလိုက်ကြတာမျက်တောင်တော့မခက်ကြအောင်ကျုပ်လည်းမဖဲဝါကိုမျက်တောင်မခက်ကိုကြည့်နေရတာပေါ့ဗျာဟောကျုပ်ကိုကြည့်ပြီဗျကြည့်နေပြီဒီအကြည့်ကိုကျုပ်သိပြီးသားပေါ့ဗျာဟဲ့တာတေဘာကြောင့်ရှိလို့တော့အဲ့လိုမေးတဲ့မဖဲဝါကြီးရဲ့အကြည့်လေးဗျာဒီလိုပါမဖဲဝါငွေရင်းကုန်းမှာ9ညရှိသွားပြီ12တောင်လောက်ရှိရဲ့ကြားနဲ့ကြီးတကောင်ကညတကောင်ရောက်တာနဲ့ဘယ်ကပေါ်လာမဲမသိပဲပေါ်လာတော့တာပဲဗျာရွာကိုပတ်ပြီးတညလုံးဟိဟောက်တာငွေရင်းကုန်းတင်ချိုင်းစရက်ပေါ်မှာလဲရောင်ထုံးတဲ့လူကြီးတယောက်ကရောက်နေတယ်မနေ့ကညကတော့ကျုပ်သားချောင်းကြီးတာဒီလူကကြားနဲ့ကြီးရဲ့ခေါင်းကိုပုတ်တက်ပြီးတော့စကားပြောနေတာဗျငွေရင်းကုန်းရွာထဲမှာလဲမအောင်ဖြူဆိုတဲ့မိန်းကလေးတယောက်ကလာပါပြီရှင်လာပါပြီလို့ညအော်နေတဲ့မက်ဖဲဝါနေနားထောင်တတယ်အဲ့ဒါကြားနဲ့ရှင်ငရွှေတင်ပဲဟဲ့ကုန်းပေါင်ခင်ဦးကလေးကရှိခဲ့တာအခုထိပဲကြားမော်အောင်ထားတဲ့အကောင်ပဲရွာဦးနဲ့စင်ကနေကြားနဲ့ရုပ်လေးနဲ့တိုက်နေတာဟေငွေရင်းကုန်းကတနင်္ဂနွေသမီးမအောင်ဖြူကြားနဲ့တိုက်သက်ပြီးနှလုံးကိုဖောက်ထုတ်စားရမှာဒါမှသူ့အသက်နောက်တစ်ပြန်ဆက်လို့ရလိမ့်မယ်မနေ့ပြန်လောက်ွယ်ညမှာအောင်ဖြူရဲ့နှလုံးကိုစားရမှာဖြစ်မှာဖြစ်မှာဖြစ်ရလေဗျာကဲပါအောင်တင်ချိုင်းရှင်မကြီးကျုပ်ကစိုးရိမ်တကြီးပြောလိုက်တော့မဖွဲပါကောင်းကြီးတစ်ဆက်ဆက်ညှိပြီးပြောတယ်ဗျဘာမှမစိုးရိမ်နဲ့တာတင်ကြားနဲ့ရှင်ငရွှေသေးမအောင်ဖြူရဲ့နှလုံးကိုမစားရစေဘူးဒီအကောင်ကန့်ကုန်ပြီအဝေးကြီးငရဲမှာခံရတော့မယ့်အချိန်ရောက်နေပြီဒီညတကောင်ကြော်ရင်ငွေရင်းကုန်းတင်းကြိုင်ကိုငါရောက်လာခဲ့မယ်ပြောပြီးဆိုပြီးစားလဲပြီးရောဗျာရေနဲ့လက်ဆေးပြီးတကြိုင်မောတောက်လိုက်တယ်ပြီးတော့မက်ဖွဲဝါထွက်သွားရောပြိုခုပေါ်မှာလဲကျသွားတဲ့တော်ယုံကြီးကိုကျုံနဲ့ကိုအောင်ဘကျော်ကပြေးပွေတယ်ကျုပ်ကတော်ယုံကြီးရဲ့မျက်နှာကိုရေနဲ့တောက်လိုက်တော့မှတတိယသွားတယ်ရွာရောက်တော့အိမ်မှာရွာတွေကကာလာသားတွေနဲ့လူကြီးတွေရောက်နေကြတယ်ကျုပ်ကမက်ဖွဲဝါပြောတာကိုထိုက်တဲ့တလောက်ပြန်ပြောပြလိုက်တယ်ကျုပ်ခန်းထဲဝင်ပြီးမျက်ကွင်းစီကွင်းတယ်ဆွေးလေအကိုဆက်လွယ်တိုင်းလွယ်ပြီးငွေရင်းကုန်းတင်းကြိုင်ကိုထွက်ခဲ့တယ်ကိုအောင်ဘကျော်က9000တို့အဘာဒရီဓမီတလက်ကိုကိုင်းပြီးလိုက်လာတယ်ဗျာ
မင်းညသွားတဲ့လမ်းကြောင်းတိုင်းပဲသွားကြပြီညရပင်တွေကြားထဲမှာခုပါပဲတက်နေလိုက်တယ်အခုမှည7 နာရီပဲရှိသေးတာဗျကျုပ်တို့စောင့်ရအောင်ပါပေါ့ဗျာလူစိတ်ဆိုတာလည်းခက်သားလားဗျာတခုခုပေါ်မှာစိတ်စောနေအချိန်တွေကကုန်နိုင်ခဲတယ်လို့ထင်နေကြတာမို့လား2 နာရီလောက်အချိန်ကိုပဲကျုပ်တို့မှကုန်နိုင်ခဲတယ်လို့ထင်နေတာဗျဟောကြားဟိတန်ကြီးပြို့မဖဲပါပြောတဲ့အတိုင်းပါပဲဗျာရွာဦးနန်းစင်ဘက်ကအတန်စကြရတာဗျဟောအတန်ကြီးကကျုပ်တို့ဘက်ကိုရွှေ့လာပြီပြို့ကြားနဲ့ရှင်ကရွှေ့တင်ရတော့တင်ကြိုင်စီရဲ့ပေါ်ကဆင်းလာပြီပြို့အောင်ပါဒီလူလွယ်အိတ်ကိုဆက်လွယ်တိုင်းလွယ်လို့ဗျဒီကနေအပီးသွားတော့မဲပုံပဲရွာတွေကမအောင်ဖြူရလဲအခုလောက်ဆိုရင်အော်ဟိနေရောပေါ့ဗျာကျုပ်ကဒီကိုမလာခင်ကလေးကမာခဲ့ပြီးသားမအောင်ဖြူအိမ်ကိုရွာတွေကအားကောင်းမောင်းတဲ့မိန်းမတွေရောယောက်ျားတွေပါခေါ်ထားပြီးမအောင်ဖြူကိုမလွတ်တမ်းချုပ်ထားကြဖို့ပေါ့ဗျာဟာခွေးဦးတန်ကြီးပြို့ဒါမဖွဲဝါရဲ့ခွေးကြီးဥတဲ့အတန်းဗျမဖွဲဝါလည်းလာနေပြီပဲခွေးဦးတန်ကြားလိုက်တော့ကြားနဲ့ကြီးကပို့ပြီးဟင်းရောပြို့ဟောကြားနဲ့ကြီးတင်းကြိုင်တဲ့ကိုရောက်လာပြီငရွှေတင်ကကြားနဲ့ကြီးရဲ့ခေါင်းကိုပုတ်တက်ပြီးတခုခုပြောနေတဲ့ပုံပဲဗျဟာမဖွဲဝါကြီးခူရီပေါ်ကရွှေ့လာပြီပြို့အရက်ကြီး10 ပေလောက်နဲ့သပင်ဖားရကြီးချလို့သူ့ရဲ့ခွေးကြီးကခူရီကြားပြေးပြီးလိုက်လာတယ်ငရွှေတင်ဆိုတဲ့ကြားနဲ့ရှင်ကနောက်ကိုတစ်ချက်လှည့်ကြည့်အောင်မဲရာရာဆဆတရေမှဒီကိုဘာလာလောက်တာတော့ဗျဟာဒီလိုမဖွဲဝါကိုမြင်ရတာကိုကျုပ်တော်တော်အံ့ဩသွားတယ်မဖွဲဝါကကူပေါ်ကနေအောက်ကိုကကိုင်းကြီးလှုပ်ပြီးသူ့ခွေးကြီးရဲ့ကြောကိုလက်နဲ့တတ်လိုက်တယ်3 ချက်တတ်တာဗျဟာမဖွဲဝါရဲ့ခွေးကြီးကကြားကြီးဖြစ်သွားပါရောလားဗျကြားမတကယ်ပင်ကလာကြားကြီးဗျအဝါနဲ့အနက်စင်းကြီးပြို့15 တောင်လောက်ရှိမယ်အရက်ကြီးကလည်းနည်းနည်းတော့မဟုတ်ပါဘူးဗျာမြင်းကြီးတစ်ကောင်လောက်ကိုမြင့်နာဗျမဖွဲဝါကြားကြီးရဲ့ကြောပေါ်လွှားကနေခုန်တက်လိုက်တယ်ဟဲ့တရေမနေနဲ့ဘာမှမဆိုင်အခုချက်ချင်းထွက်သွားမဖွဲဝါရဲ့ရှိတန်းကြီးကြားနဲ့ရှင်ကရွှေတင်အားလဲသူ့ရဲ့ကြားနဲ့ကြီးပေါ်ကိုခွာပြီးစီးလိုက်တယ်ကဲလာခဲ့စမ်းတရေမဒီညတော့နေတစ်ခါထပ်ပြီးမတာပေါ်ပဲညပဲဟဲ့မဖွဲဝါရဲ့ကြားကြီးဟိတ်လိုက်တဲ့အတန်ပြိုဟာကြားနဲ့ကြီးကအဲ့ဒီတန်ကြတော့နောက်ကိုချိန်နေလန်းသွားတယ်ပြိုတဲငါလှုပ်လိုက်ရသိတော့မယ်အဲ့ဒါကြားမဟုတ်ဘူးဟဲ့ခွေးကိုကြောက်ရတယ်လို့ကဲအခုချက်ချင်းဒီခွေးစုပ်ခွေးဝဲစားကိုပြေးကြိုက်လိုက်စမ်းဟာပြေးတယ်ပြိုပြေးတယ်ငရွှေတင်ရဲ့ကြားနဲ့ကပြေးပြီးတော့မဖွဲဝါစီထားတဲ့ကြားကြီးကိုခုံအုပ်လို့ဟန်ပြင်းလိုက်တယ်ပြိုမဖွဲဝါစီထားတဲ့ကြားကြီးကဝုန်းကနေ2 ချက်ဆင်ဟိမ့်ပြီးကြားနဲ့ကိုသူ့ရဲ့လက်ဝါးကြီးနဲ့လှမ်းပြီးပုတ်လိုက်တယ်ဟာကြားနဲ့ကြီးဘုံနဲ့လဲကျသွားတာငရွှေတင်နဲ့တင်းချိုင်းမြေပေါ်လွင်ကျသွားရောပြိုငါလှုပ်လိုက်ရသိတော့မယ်ဟဲ့ကောင်အခုထားစမ်းကြားနဲ့ကြီးကလည်းလူးလဲပြီးထားတပြားငရွှေတင်ကလည်းကြားနဲ့ကြီးကိုခွစည်းပြန်ရောအောင်မသူ့ကြားနဲ့ကလည်းအားကပဲဗျဝုန်းကနေဟိန်းလိုက်ပြီးတော့မဖွဲဝါရဲ့ကြားကြီးကိုတရှိန်တို့ပြေးဝင်တာမဖွဲဝါစီရဲ့ကြားကြီးကဝုန်းဆိုတစ်ချက်ဟိမ့်ပြီးကြားနဲ့ရှင်ငရွှေတင်ကိုခုံအုပ်ပြီးပါဇက်ကြီးနဲ့ကိုက်လိုက်ရောပြိုမဖွဲဝါကြားကြီးရဲ့မန်ဖီတန်တကယ်ကိုကြောက်ကြကြီးပါဗျာခါပြီးပြိုဆွဲခါနေပြီအရာမပါဇက်ကြီးထဲမှာငရွှေတင်ဆက်ငင်ဖြစ်နေရောဗျာကြားကြီးကငရွှေတင်ကိုဆွဲခါနေတာကြောင်နေဗျကြွက်ခုတ်တဲ့ကကြွက်ကိုပါဇက်ထဲမှာကပ်ပြီးခါနေတယ်လို့ပေါ့ဗျာမဖဲဝါရဲ့ရှိတန်းကြီးကတင်းချိုင်းတစ်ခုလုံးလွှမ်းသွားတယ်ငရွှေတင်ရဲ့ကြားနဲ့ကြီးကတော့လှုပ်လဲမလှုပ်တော့ငြိမ်ပြီးအယုတ်ကြီးတရုတ်လိုကိုဖြစ်နေတယ်အာငရွှေတင်အော်လိုက်တဲ့ဝမ်းကောင်းတန်ကြီးမချိမဆန်အော်လိုက်တဲ့ငရွှေတင်ရဲ့အတန်ကြီးအစုံမှာကြားနဲ့ကြီးပျောက်သွားတယ်ငရွှေတင်လည်းငြိမ်သွားတာပေါ့ဗျာသွားပြီလေကြားမော်အောင်ထားတဲ့ကြားနဲ့ရှင်ကြီးငရွှေတင်အသက်ရာကျော်ရှိရဲ့မော်ကဝေကြီးတော့ဘဝနီကုံချုပ်သွားပြီပေါ့ဗျာမဖဲဝါရဲ့ကြားကြီးကပါဇက်ထဲမှာကိုက်ပြီးခါနေရဲ့ငရွှေတင်ကိုမြေကြီးပေါ်မှာချထားလိုက်တယ်ပြီးတော့ကူရီပေါ်ကိုကြော်ပြီးလွှာကနေခုံပြီးတင်းကြိုင်နေရပြေးထွက်သွားတယ်မဖဲဝါကတော့ကြားကြီးရဲ့ကြောပေါ်မှာဆေးပြီးတားကြီးနဲ့ပါသွားလိရဲ့ဗျာကျုံနဲ့ကိုအောင်ဘွားကျော်လဲစောစောကကြားနဲ့ကြီးပျောက်သွားတဲ့နေရာကိုအပြေးလွှားသွားပြီးတံမီနဲ့ထိုးကြည့်လိုက်တယ်ဟာဒီမှာပြုတ်ကြားနဲ့ရုပ်လေးကျုပ်ကမျက်ပင်တွေကြားနဲ့ရုပ်လေးကိုကောက်ယူလိုက်တယ်ရှုံနဲ့လုပ်ပြီးဆေးတုပ်ထားတဲ့နာနာရုပ်ကြားလေးဗျဒါကိုနန်းစင်မထားပြီးရွာကိုကြားနဲ့တိုက်တာပေါ့ဗျာအခုတော့ကြားနဲ့ရှင်ငရွှေတင်သွားပြီပေါ့မဖွဲဝါပြောသလိုဆိုရင်တော့မဟာအဝီစီငရဲထိရောက်သွားမှာပေါ့ကျုပ်ကကြားနဲ့ရုပ်လေးကိုတရွက်ခူးပြီးထုတ်လိုက်တယ်ကျုပ်တို့ရွာထဲရောက်တော့ရွာသားတွေလည်းအကျိုးကြောင့်အားလုံးသိသွားပြီးပျော်သွားကြတာပေါ့ဗျာမအောင်ဖြူလဲငြိမ်သွားပြီတဲ့ပြိုညာရင်းချင်းပဲတင်းချိုင်းထဲမှာတည်တဲ့ကြားနဲ့ရှင်ငရွှေတင်ကိုမြုပ်လိုက်ကြတယ်ကျုပ်ကတော့နောက်တနေ့မှာကိုအောင်ဘကျော်ကလဲနဲ့ရွာထိလိုက်ပို့တယ်စ
ဇလန်လေးဟာဒီပါရင်ပြီးဆုံးသွားပါပြီ။နောက်ဆက်ပေးတဲ့ပရိသတ်များအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။နောက်ထပ်လည်းဘယ်လိုဇလန်ကောင်းလေးတင်ဆက်ပေးသွားမလဲဆိုတာစောင့်မျှော်ရင်နားဆင်ပေးပါအောင်ရှင်။